online မှာငွေရှာလို့ရတဲ့သူတယောက်ဖြစ်ချင်တယ်ဘယ်လိုလုပ်ပေးရမလဲဆိုတော့အခုခေတ်ပေါ့နော် online မှာငွေရှာတဲ့သူတွေအများကြီးရှိတယ်ပြီးတော့ဘယ်နေရာပဲနေငွေရှာလို့ရတယ် online မှာငွေရှာလို့တတ်တဲ့သူဖြစ်တယ်ဆိုရင်လက်ကိုကဘယ်လိုစပေးရမလဲဆိုတော့ကိုသုံးနေတဲ့ဖုန်းကနေစပေးလိုက်ပါအယောင်းဝယ်လောက်တဲ့အောင်တင်ယူပေးပါအခုခေတ်ပတ်စံနဲ့အများကြီးတွားရင်းနှီးစရာမလိုပဲနဲ့ online ရောင်းလို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်ကိုရွေးချယ်ပိုင်ခွင့်ရှိတယ်တေးသေးလေးကနေစလုပ်ပေးမလုပ်ဘူးတာလုပ်ပေး online မှာငွေရှာချင်ပြီးတော့စကားပြောမရဲစေးရောင်းလို့မတက်ဘူးဆိုရင်လည်းမရဘူးเนาะငွေကအယောင်းဝယ်ကနေလာတယ်လေလူတွေစီကနေလာတယ်အဲ့ဒါကြောင့်မို့နံပါတ်1စကားပြောတတ်တဲ့သူဖြစ်ပေးရမယ်စကားပြောလို့မရဲဘူးဘယ်လိုပြောရမလဲလုံးမတက်ဘူးဆိုရင်လေချက်ရည်တင်းလဲလုံးမတက်တာကနေလာတယ်အောင်မြင်တဲ့သူတိုင်းလဲစကားပြောမတက်တာကနေလာတယ်အားလုံးကလေ့ကျင့်ကြတယ်တည်ယူကြတယ်ဒီဗီဒီယိုမြင်တဲ့သူတိုင်း online မှာငွေရှာတဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်အခွင့်အရေးကောင်းတစ်ခုရှိတယ်เนาะချက်ရည်တင်နေ့တိုင်းတင်ပြပေးတဲ့ online ဆေးရောင်းနေတင်တဲ့ order ကောက်တင်တန်းထဲမှာပေါ့เนาะ free နဲ့လာတင်ယူလို့ရတယ်ချက်နေ့တိုင်းတင်ပြပေးတဲ့ဖုန်းပေါ်မှာပဲဘယ်နေရာပဲနေတင်ယူလို့ရတယ် online မှာငွေရှာချင်တဲ့သူတယောက်ဖြစ်ချင်တဲ့ online ဆေးရောင်းဝါသနာပါတဲ့သူဖြစ်တယ်ဆိုရင်လာတင်ယူဖို့ကြိုးဆိုပါတယ်ဘယ်ကနေဆက်သွယ်ရမလဲဆိုတော့တင်ယူချင်တယ်လို့ကောင်းမင်းအောင်မှာရေးလာပေးကြပါကျေးဇူးတင်ပါတယ်ရှင်သူများလည်းအောက်မှာတက်လုံးမနေချင်ဘူးဘယ်လိုပြောင်းလဲပေးရမလဲဘယ်လိုလုပ်ပေးရမလဲဆိုတော့နံပါတ်1တစ်ချက်ကကိုဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတန်ဆိုတာတေချာသိပေးရမယ်ကိုဘယ်လိုမျိုးကိုပိုင်စီးပွားရေးနဲ့ရက်တည်ချင်တယ်အဲ့ဒီမှာတေချာသိပြီးကိုရဲ့ရည်မှန်းချက်ပန်းတန်တစ်ခုချင်းစီချရေးပြီးတာနဲ့ကိုလိုချင်တဲ့ရလမှုပုံစံလိုမျိုးရသွားတဲ့သူကိုရဲ့ idol ကိုတွေ့အောင်ရှာပါရှိတယ်နော်ကိုလိုချင်တဲ့အောင်မြင်မှုပုံစံတိုင်းကကိုထက်အရင်လောက်ရတဲ့သူတွေအများကြီးရှိတယ်တွေ့အောင်ရှာပါကိုတွေ့ပြီးဆိုတာနဲ့အဲ့ဒီသူကိုရဲ့ idol လေးပေါ့နော်ဒီလိုမျိုးကိုရချင်တယ်ဒီလိုမျိုးကိုဖြစ်ချင်တယ်ဆိုရင်ရအောင်လုပ်ပေးရမှာကကိုရဲ့စူးစမ်းတဲ့စိတ်ဆိုတာရှိပေးရမှာပေါ့နော်တရက်လုပ်ပြီးမရဘူးရက်သွားတယ်ဆိုတာမဟုတ်ပဲနဲ့အောင်မြင်မှုတစ်ခုကတရက်လုပ်တရက်ရတာမဟုတ်ဘူးအချိန်နဲ့စူးဆောင်သွားပေးရအခုလက်ရှိကိုမှအလုပ်တစ်ဖက်နဲ့ဆိုရင်ကိုရဲ့အနာဂတ်ကိုပိုင်စီးပွားရေးနဲ့ရက်တည်နိုင်ဖို့အတွက်ဘာတွေတွဲလုပ်ပေးလို့ရလဲ online ခေတ်မှာဆိုရင်တင်ယူတာကနေစပေးလို့ရတယ်လက်ရှိအလုပ်တစ်ဖက်နဲ့အချိန်ရရင်ရသလောက်တင်တဲ့သူကိုနားထောင်ပေးအဲ့လိုမျိုးပေါ့နော်နေ့တိုင်းနဲ့ကိုရဲ့ဆူဆောင်မှုအောင်မြင်တဲ့သူနဲ့နားထောင်ပေးနေသွားမယ်ဆိုရင်ကိုပိုင်စီးပွားရေးစားလုပ်တဲ့ချိန်မှာကိုတို့အခြေခံကောင်းလဲရှိစေတယ်အဲ့ဒါကြောင့်မို့ပတ်စံရင်းနှီးတစ်ခုရှိမှကိုပိုင်စီးပွားရေးလုပ်လို့ရတာမဟုတ်ဘူးเนาะကိုရဲ့ရည်မှန်းချက်ပန်းနဲ့တေချာသိရမယ်ကိုဖြစ်ချင်တဲ့ပုံစံကိုရဲ့ idol ဆိုတာလည်းရှိပေးရ